တချို့လူတွေကငါမင်းကိုကူညီဖို့စူးစမ်းခဲ့ပါသေးတယ်လို့ပြောခွင့်ရဖို့အတွက်မင်းဒုက္ခရောက်မှာကိုမြင်ကြတာပါပို့ပြီးဆိုရတာကတော့မင်းဘဝကြီးပျက်စီးဝင်လာတဲ့အခါမင်းပထမဆုံးဖုန်းဆက်အကူအညီတောင်းမိတဲ့သူတွေဟာအဲ့ဒီလိုလူမျိုးတွေဖြစ်နေတတ်တာပါပဲဒါကြောင့်ဒီနေ့မှာတော့ဒါကိုကျွန်တော်တို့တွေပြုပြင်ကြပါမယ်ဘာလို့လဲဆိုတော့မင်းဟာလူမားတွေကိုပဲဆက်ပြီးတော့အကူအညီတောင်းနေမယ်ဆိုရင်မင်းရရှိမှာကအကူအညီမဟုတ်ပါဘူးတစားကန်အဖြစ်ဖမ်းဆီးခံရခြင်းသာဖြစ်ပါလိမ့်မယ်ကဲဒါဆိုရင်စလိုက်ကြရအောင်နံပါတ်1အခြေအနေကိုအလွန်မင်းတုတ်ပြန်တတ်တဲ့သူဒီလိုလူတွေဟာဘာလို့လဲဆိုတာမင်းအသေးချာသိပါစက်ကူရှာမိတာတော့ကိုအသက်အနည်းစိုးရင်ရတဲ့အရေးပေါ်အခြေအနေဖြစ်အောင်လုပ်ပြတဲ့သူမျိုးတွေပါမင်းဟာငါစိတ်ဖိစီးနေတယ်လို့ပြောလိုက်တာနဲ့လူသက်မှုကျူးလွန်ထားကြောင်းဝန်ခံလိုက်တယ်လို့မျိုးတုတ်ပြန်တဲ့သူမျိုးဖြစ်ပါတယ်ဒီလိုလူတွေဟာသူတို့ရှိနေုံတသက်နဲ့ဘလို့အခြေအနေမျိုးကိုမစိုးဆယ်စားမကပုံပုံဆိုးရတော့အောင်လုပ်နိုင်စွမ်းရှိပါတယ်မင်းဟာစိတ်အေးသွားအောင်သူတို့စီဖုန်းဆက်ပေးမယ်သူတို့ကမင်းကိုပို့ပြီးတော့ထိတ်လန့်တောင်းလို့သွားအောင်ပြန်လုပ်ပါလိမ့်မယ်မင်းကအကူအညီတောင်းပေးမယ်သူတို့ကတော့မင်းကိုနှလုံးရက်မတက်ဖြစ်လာအောင်လုပ်ပါလိမ့်မယ်ဒီလိုလူတွေဟာပြဿနာကိုမဖြေရှင်းကြပါပို့ပြီးကြီးထွားအောင်ပဲလုပ်တတ်ကြပါသူတို့ဟာလူသားလေးတွေနဲ့တူပါတယ်စူညံတယ်မလိုအပ်ဘူးပြီးတော့အဆိုးအဆုံးအချိန်ကြမှာပွင့်ထွက်လာတတ်ပါအကယ်၍မင်းကကားပြတ်သွားလို့သူတို့စီဖုန်းဆက်ပြီးတော့အကူအညီတောင်းရင်သူတို့ကဒါကြောင့်မို့ငါမင်းကိုအင်ဂျင်အစ်တစ်လုံးတဲပါလို့ပြောခဲ့ပါတယ်လို့အော်ဟစ်ပြီးတော့ရောက်လာပါလေအဲ့ဒီအချိန်ကျမှမင်းကနေပါဦးငါပြောတာဘိန်းပေါက်တာပါငါဘွားတစ်ခုလုံးပြိုလဲသွားတာမဟုတ်ပါဘူးလို့သူတို့ကိုပြန်ပြီးတော့ရှင်းပြနေရပါလိမ့်မယ်ဒီလိုလူမျိုးကိုဘာဖြစ်လို့ဘယ်တော့မှဖုန်းမခေါ်သင့်ဘူးလဲဆိုတဲ့အကြောင်းရင်းကတော့ရှင်းရှင်းလေးသူတို့ကမင်းရဲ့အခြေအနေထက်သူတို့ရဲ့ကိုယ်ပိုင်ခံစားချက်ကိုပဲအဓိကထားပြီးတော့ကမောက်ကမလုတ်ပြတက်လို့ရမ်းမတာဖြစ်နေတဲ့အခြေအနေမျိုးမှာမင်းအတွက်လိုအပ်တာကရှင်းလင်းပြတ်သားမှုဖြစ်ပြီးတော့တကူတော်ရုပ်တံစီစဉ်နေရလိုမျိုးစိတ်လှရှာယူသွပြနေတာမျိုးမဟုတ်ပါဘူးနံပါတ်2အသာစီးရခြင်းသူဒီလိုလူတွေဟာမင်းကိုကိုယ်ပိုင်အခက်အခဲတစ်ခုပေးဖို့အတွက်လုံးဝဝင်လေးတက်ကြတဲ့သူတွေမင်းကဖုန်းဆက်ပြီးတော့ဟျောက်ရေးငါအခက်အခဲတစ်ခုကြုံနေလို့ပြောလိုက်ရင်သူတို့ကချက်ချင်းပဲမင်းရင်ဆိုင်နေရတဲ့ပြဿနာကဘာမှမဟုတ်သေးပါဘူးငါဆိုရင်လေဒီထက်ဆိုးတာမျိုးတွေကြုံတွေ့နေရတာလို့မင်းကိုပြန်ပြောပါလိမ့်မယ်မင်းကပက်ဆံပြတ်နေတယ်လို့ပြောရင်သူတို့ကပို့ပြီးတော့ဒုက္ခရောက်နေတယ်လို့ပြောမယ်မင်းနေမကောင်းဘူးလို့ပြောရင်သူတို့ကသေတော့မယ်အတိုင်းပြန်ပြောလိမ့်မယ်မင်းအသေးခွဲနေတယ်လို့ပြောရင်သူတို့ကသူတို့ရဲ့အာရုံကြောစနစ်တစ်ခုလုံးရက်ဆိုင်သွားပြီလို့ပြောပါလိမ့်မယ်ဒီအချိန်မှာမင်းအားပေးကူညီမှုကိုလိုချင်လို့ဖုန်းဆက်တာဖြစ်ပေမဲ့ဖုန်းချလိုက်တဲ့အချိန်မှာတော့ငါလူလောကမှာရှိနေပြီလို့ပဲတောင်းပန်ရတော့မလို့မျိုးခံစားချက်နဲ့ကြံ့ခဲ့ပါလိမ့်မယ်ဒီလိုလူတွေဟာမင်းရဲ့ရုန်းကန်ရမှုတွေကိုပြိုင်ပွဲတစ်ခုလိုမြင်နေကြတာကမ္ဘာပေါ်မှာဒဏ်ရာရဆုံးလူသားစုဖလားကြီးရှိနေတယ်လို့မျိုးပေါ့အမှန်တရားကတော့မင်းရဲ့အားနည်းချက်ကိုအတိအမှတ်မပြုနိုင်တဲ့သူတွေဟာမင်းကိုဘယ်တော့မှကူညီနိုင်မှာမဟုတ်ပါဘူးမင်းယင်းနှစ်ဒုက္ခရောက်နေတဲ့အချိန်မှာသူတို့ကပြောပါလိမ့်မယ်သူတို့လုံးကပို့ပြီးတော့ဘလို့မျိုးယင်းနှစ်ဒုက္ခရောက်ခဲ့ဘူးတဲ့အကြောင်းကိုပဲအလုံးရှုပ်ခံပြီးတော့ပြောပြနေပါလိမ့်မယ်ဒါကြောင့်သူတို့စီဖုန်းမဆက်ပါသူတို့ကလည်းနားထောင်မှာမဟုတ်ပါအားပေးအားမြောက်လည်းမလုပ်ပါပင်လယ်ဓမြတွေလိုပဲမင်းရဲ့စိတ်ပိုင်းဆိုင်ရာစွမ်းရည်တွေကိုလူယူဖျက်ဆီးဖို့ပဲလုပ်တတ်ကြတာပါနံပါတ်3ပျောက်ကွယ်သွားတတ်တဲ့သူဒီလိုလူကတော့မြင့်လက်စရာဒါမှမဟုတ်ဖက်ပြေးလွတ်မြောက်ခြင်းနုပညာရှင်နဲ့တူပါတယ်မင်းတခုအရေးတကြီးလိုအပ်နေပြီဆိုတာနဲ့ပျောက်ကွယ်သွားတဲ့သူမျိုးပါသူတို့ဟာမင်းအမှန်တကယ်အကူအညီမလိုခင်အခြေအနေအထိမင်းအနားမှာအမြဲရှိနေပြီးမဲ့သူတွေပါဒါပေမဲ့မင်းအမှန်တကယ်လိုအပ်လာတဲ့အချိန်ကျရင်တော့သူတို့ကရုတ်တရက်အလုရှုပ်သွားတာအိပ်ပျော်နေတာဒါမှမဟုတ်သူတို့လည်းပြဿနာနဲ့ကြုံနေရတာမျိုးဖြစ်သွားတတ်ပါဒီလိုမှမဟုတ်ရင်လည်းတခြားနေ့တွေတုန်းကတော့ social media ပေါ်မှာပုံတွေအများကြီးတင်နေပေမဲ့ main message တစ်ခုကိုတော့3ရက်လောက်ထိမမြင်ကြအောင်စောင့်နေတတ်ပါတယ်အဲ့ဒီလိုလူမျိုးကိုမင်းသိမှာဒီလိုလူတွေဟာပျော်စရာကောင်းနေတဲ့အချိန်မှာမင်းကိုချစ်ကြပေမဲ့မင်းကဘာကြီးပြိုလဲသွားတဲ့အချိန်ကျရင်တော့သူတို့ဟာကွန်ပျူတာ software update လုပ်နေသလိုမျိုးဖြစ်သွားတတ်ပါတယ်ရုတ်တရက်ပေါ်လာလိုက်နိုင်ပေါင်းများစွာငြိမ်သက်သွားလိုက်နဲ့အဆိုးရဆုံးအချိန်မှာပျောက်ကွယ်သွားတတ်ကြပါတယ်ဒီလိုလူမျိုးကိုဘယ်တော့မှဖုန်းမခေါ်သင့်ပါဘာလို့လဲဆိုတော့မင်းခက်ခဲနဲ့ကြုံနေရတဲ့အချိန်မှာသူတို့ကယုံကြည်အားကိုးလို့မရတဲ့သူတွေမို့လို့ပါပဲအကယ်၍လူတစ်ယောက်ဟာဖိအားအောက်မှာပျောက်ကွယ်သွားတတ်တယ်ဆိုရင်မင်းဘဝရဲ့မိသက်သမားနေရာကိုသူတို့ကိုမပေးလိုက်ပါနဲ့သူတို့ရဲ့ကိုယ်ပိုင်ပြဿနာကိုတော့သူတို့ကရင်မဆိုင်ရဲတာမင်းပြဿနာကိုလာကူညီလိုက်မယ်လို့မင်းဘာကြောင့်ထင်နေရတာလဲနံပါတ်4ကိုယ်ပိုင်ဘဝကိုအစဉ်ပြေအောင်မလုပ်နိုင်မယ်အကြံဉာဏ်လိုက်ပြီးသူကျွန်တော်အားလုံးအနည်းဆုံးတော့ဒီလိုလူမျိုးတရားကိုသိကြပါလိမ့်မယ်အရာတိုင်းပေါ်အမြင်ရှိပေမဲ့သူတို့ကိုယ်ပိုင်ဘဝကြတော့အတိတ်တွေစိတ်ကူးရင်မှုတွေနဲ့ပဲပိတ်လောင်နေကြတဲ့သူတွေပါသူတို့ဘာသာအကျွင်းတင်နေရင်တော့မင်းကိုဗန္ဒာရေးစီမံခေါ်ခွဲပုံအကြောင်းလာပြီးတော့ဆရာလုပ်ပါလိမ့်မယ်အဆင်မပြေတဲ့ relationship ရှိနေလျက်နဲ့မင်းကိုအခြေရေးအဆင်ပြေလာအောင်ဘယ်လိုလုပ်ရမလဲဆိုတာလာသင်ပေးပါလိမ့်မယ်အချိန်တိုင်းမှာလည်းစိတ်ပန်းဆိုင်ရာပြိုလဲမှုတွေကြုံတွေ့နေရပါလျက်နဲ့မင်းကိုစိတ်ဖိစီးမှုဘယ်လိုထိန်းချုပ်ရမလဲဆိုတာလာပြောပါလိမ့်မယ်ဒီလိုလူတွေဟာစကားပြောရတာကိုသဘောကျကြတယ်ဘာလို့လဲဆိုတော့အကြံဉာဏ်ပေးရတာကကုန်ကြစည်မရှိလို့ပါဒါပေမဲ့ဥဆောင်မှုတာဝန်ယူမှုကိုယ်တိုင်ထိန်းချုပ်မှုနဲ့တာဝန်သိတတ်မှုဆိုတဲ့စကားလုံးတွေကိုတော့သူတို့ဘဝမှာမသိကြပါဘူးအကြက်တဲကြုံနေရချိန်မှာဒီလိုလူမျိုးကိုဖုန်းခေါ်ပြီးတော့အကူအညီတောင်းမိတာခွန်စင်းကူပြီးတော့တွက်ပေးဖို့အတွက်ကလေးတယောက်ကိုအကူအညီတောင်းနေတယ်လို့ပါရည်စရာကောင်းတာကသူတို့ဟာအပြည့်အဝယုံကြည်မှုရှိရှိနဲ့စကားပြောတတ်ကြတာသူတို့ကငါ့ကိုယုံစမ်းပါမင်းဘာလို့ရမလဲဆိုတာငါအသေးချာသိတယ်လို့ပြောပါလိမ့်မင်းအတွက်လိုအပ်တာကလေကြီးမိုးကြီးအကြံဉာဏ်တွေမဟုတ်ပဲလက်တွေ့ကျပြီးခိုင်မာတဲ့အကြံဉာဏ်တွေသာဖြစ်ပါတယ်မင်းအနေနဲ့အခြေခံအုတ်မြစ်ခိုင်ခိုင်မာမာနဲ့ဗျမ်းပတာဖြစ်မနေတဲ့လူတယောက်ကိုလိုအပ်တာဘာဖြစ်လို့လဲဆိုတော့မင်းကိုယ်တိုင်ပြိုလဲနေတဲ့အချိန်မှာကိုယ့်ကိုယ်မီးဟုံးတောက်နေတဲ့သူစီကနေလမ်းညွန်မှုခံယူဖို့လိုအပ်လို့ပါပဲနံပါတ်5မနာလိုစိတ်ကိုဝတ်ထားသူ
အနေအရှိဆုံးသူမျိုးဖြစ်ပါတယ်မင်းနဲ့မျက်နှာချင်းဆိုင်ချင်းမှာပြုံးပြနေမယ်မင်းကိုမြှောက်ပင့်ပြောဆိုမယ်မင်းကိုချစ်လာပါကြီးရဲ့ဆိုပြီးတော့ဟန်ဆောင်နေပေမဲ့တစ်ဖက်မှာတော့မင်းရဲ့စွမ်းဆောင်ရည်အမှန်ကိုမင်းကိုယ်တိုင်ဘယ်တော့မှရှာမတွေ့ပါစေနဲ့လို့ဆူတောင်းနေတဲ့သူမျိုးပါဒီလိုလူတွေဟာမင်းလဲကျသွားတဲ့အခါဝမ်းသာအားရလက်ခုပ်တီးမဲ့သူမျိုးတွေဖြစ်ပါတယ်ဒီချိန်မှာတော့မင်းကိုပြန်ထားဖို့အားပေးတဲ့အနေနဲ့လက်ခုပ်တီးတာပါလို့ဟန်ဆောင်နေဦးမှာပါမင်းကအကူအညီတောင်းရင်သူတို့ကရွေချက်ရှိရှိနဲ့အစိုးဆုံးအကြံဉာဏ်တွေကိုပေးပါလိမ့်မယ်မင်းကနှစ်သိမ့်မှုကိုလိုချင်လို့ခေါ်ရင်သူတို့ကမင်းကိုတွယ်ဝပြီးတော့အပြစ်တင်ပါလိမ့်မယ်မင်းကအားပေးမှုကိုတောင်းခံရင်သူတို့ကမင်းကိုဒါမျိုးတွေကိုကောင်းကောင်းကင်တွင်နိုင်မှာမဟုတ်ဘူးလို့ထင်မြင်ပါလိမ့်မယ်ငါပြောတဲ့စကားကိုရှင်းရှင်းလင်းလင်းနားထောင်ပါအဲ့ဒါဟာအကူအညီမဟုတ်ပါအပြုံးမြတ်တဲ့ဘုံစွတ်ထားတဲ့ဖြက်စီးခြင်းသာဖြစ်ပါတယ်။ကွယ်ရမှာမနာလိုဖြစ်နေတဲ့သူဟာမင်းဘဝတိုးတက်သွားမှာကိုမလိုလားပါဘူး။ဘာဖြစ်လို့လဲဆိုတော့မင်းရဲ့ကြီးထွားလာမှုကသူတို့ရဲ့တက်တောင့်တက်တာရှိမှုကိုချင်းချောက်နေလို့ပါပဲ။သူတို့ဟာသူတို့ကိုသူတို့ကြီးမြတ်တယ်လို့ခံစားရဖို့အတွက်မင်းကိုအမြဲတမ်းသေးသိမ့်နေစေချင်တာပါ။အကူအညီလိုတဲ့အခါဒီလိုလူတွေကိုဘယ်တော့မှဖုန်းမဆက်မိပါစေနဲ့။ဘာလို့လဲဆိုတော့သူတို့ကမင်းကိုတကယ်မကူညီချင်ကြပါဘူး။မင်းကိုလက်ရှိနေရာမှာပဲဆက်ပြီးတော့ရုန်းကန်နေစေချင်တယ်။မေးမယာဖြစ်နေစေချင်တယ်။သူတို့ကိုမိခိုနေစေချင်ပြီးတော့ငြိမ်သက်နေစေချင်တာပါဒီလိုလူတွေဟာမင်းအပေါ်ကိုတက်လန်းနေတဲ့အချိန်မှာလှေရောက်ကိုကင်ပေးထားပြီးတော့မင်းလန်းတော်လောက်ရောက်တဲ့အခါကျမှအသာလေးကန်ထုတ်ပြစ်မဲ့သူတွေဖြစ်ပါတယ်သူတို့ကိုမင်းဘဝတွေကနေဖျက်တောက်ပစ်လိုက်ပါညီကုန်းချုပ်အနေနဲ့ဘဝကောင်းနှုတ်ချက်နေ့ရက်တရက်ရဲ့အဆုံးသတ်မှာမင်းရဲ့အဆိုးရွားဆုံးအခိုက်အတန့်တွေမှာမင်းဘသူ့ကိုဖုန်းခေါ်ပြီးတော့အကူအညီတောင်းမိတယ်လဲဆိုတော့ကမင်းရဲ့ပတ်ဝန်းကျင်ဆက်ဆံရေးတွေရဲ့အမှန်တရားကိုဖော်ပြနေပါတချို့လူတွေကမင်းကိုလမ်းပြပေးတယ်တချို့လူတွေကမင်းရဲ့စွမ်းအားတွေကိုကုန်ခန်းစေတချို့တွေကမင်းကိုညှင့်တင်ပေးတယ်တချို့တွေကတော့ဘသူကထိန်းချုပ်ထားတယ်လဲဆိုတာမင်းကိုသိစေချင်လို့မင်းကိုရွေချက်ရှိရှိနဲ့ရိုက်ချိုးဖျက်ဆီးတတ်ကြပါတယ်ဒါပေမဲ့ငါဒါကိုပြောပြပြရစီမင်းကိုကွဲရမှာကြာရှုံးစေချင်တဲ့သူတွေစီဖုန်းဆက်တာကိုရက်လိုက်တာနဲ့မင်းဘဝဟာချက်ချင်းပဲအစင်တန်းမြင်မာသွားပါလိမ့်မယ်မင်းဟာဖျက်ဆီးခြင်းမဟုတ်ပဲအားပေးမှုကိုရထိုက်တဲ့သူဖြစ်ပါတယ်။ဗျမ်းမတာဖြစ်ခြင်းမဟုတ်ပဲရှင်းလင်းပြတ်သားမှုကိုရထိုက်တဲ့သူဖြစ်ပါတယ်။စိုးရင်ထိတ်လန့်ခြင်း၊ပြိုင်ဆိုင်ခြင်း၊ပျောက်ကွယ်သွားခြင်းဆရာလောက်ချင်းသို့မဟုတ်ကွယ်ရမှာမနာလိုခြင်းမရှိတဲ့လူပုဂ္ဂိုလ်တွေနဲ့ပဲထိုက်တန်တဲ့သူဖြစ်ပါတယ်။ဒါကြောင့်ပညာရှိရှိရွေးချယ်ပါ။ရွေချက်ရှိရှိရွေးချယ်ပါ။တည်ငြိမ်တဲ့လက်တွဲမှုနဲ့တည်ငြိမ်တဲ့စိတ်ဓာတ်ရှိသူတွေကိုပဲရွေးချယ်ပါ။ဘာလို့လဲဆိုတော့ဘဝကြီးကမှောင်မိုက်လာတဲ့အခါမင်းအတွက်လိုအပ်တာကကြည့်ရှုအားပေးမဲ့ပရိသတ်မဟုတ်ပါဘူး။အမှန်တကယ်နားလည်ပေးမဲ့အဖော်မုံကသာလိုအပ်တာပါ။ဘာဖြစ်လို့လဲဆိုတော့အဆုံးသတ်မှာတော့မင်းယုံကြည်ကိုးစားတဲ့သူတွေဟာမင်းရဲ့ကံကြမ္မာကိုတိဆောက်မဲ့ဘိတုကပညာရှင်တွေဖြစ်လာကြပါလိမ့်မယ်။မင်းအားကိုအားထားပြုရတဲ့သူတွေဟာမင်းရဲ့ကိုယ်ပိုင်ထူးခြားတဲ့ဘဝရေးရာပုံစံဒီဇိုင်းကိုဖြည်းဖြည်းချင်းပုံဖော်ပေးမဲ့ဘိတုကပညာရှင်တွေဖြစ်လာကြတယ်ဆိုတဲ့အသည့်ဟာတကယ်တော့ထိတ်လန့်စရာကောင်းလာပါတယ်။သူတို့ကမင်းကိုအတင်းကျပ်စိတ်ခိုင်းလို့မဟုတ်ပါဘူး။မင်းကိုထိန်းချုပ်ထားလို့လည်းမဟုတ်ပါဘူး။မင်းစိတ်ပြက်ပြိုလဲသွားပြီးတော့အကူအညီလှမ်းတောင်းတဲ့အခိုက်အတန့်တိုင်းမှာမင်းဘဝရဲ့စံပြမြေပုံကိုသူတို့လက်ထဲမင်းကိုယ်တိုင်တွားအနှံလိုက်လို့ပဲဖြစ်ပါဒါပေမဲ့လူများစုဟာအဲ့ဒီမြေပုံကိုဘယ်သူလက်ထဲတွားထည့်မိနေတယ်လဲဆိုတော့ဘယ်တော့မှပြန်ပြီးတော့မေးခွန်းထုတ်လို့မရှိပါဘူးငါတို့ရဲ့ကြာရှုံးမှုတွေကိုကံကြမ္မာကြောင့်ကံဆိုးလို့ဒါမှမဟုတ်အချိန်ခါမကောင်းလို့ပဲတွေးတတ်ကြပါတယ်ဒါပေမဲ့တည်တည်ချာတွေးတော့ကြည့်ပါငါတို့တွေကမှောင်မိုက်နေတဲ့အချိန်တွေမှာလွဲမားတဲ့စိတ်သက်ပိုင်ရှင်တွေရဲ့တိုးတိုးတိတ်တိတ်တွေးထိုးစကားတွေကိုနားထောင်မိနေကြလို့ပဲဖြစ်ပါတယ်လူတော်တော်များများရှုံးနေကြတာဟာဘဝကြီးကရက်ဆက်လို့မဟုတ်ပါဘူးငါတို့တွေရဲ့မှောင်မိုက်နေတဲ့အချိန်တွေမှာလွဲမားတဲ့စိတ်သက်ပိုင်ရှင်တွေရဲ့တိုးတိုးတိတ်တိတ်တွေးထိုးစကားတွေကိုနားထောင်မိလို့ပဲဖြစ်ကြပါတယ်ငါတို့တွေကမိမိကိုယ်ပိုင်မဟုတ်တဲ့အမြင်တွေနဲ့ပဲရှင်သန်နေကြတယ်ကိုယ့်ရဲ့အမားတွေကနေမွေးဖွားလာတာမဟုတ်တဲ့ကြောက်ရွံ့မှုတွေကိုပိုးပိုးတည်တည်တဲပိုးနေကြတယ်ပြီးတော့မင်းကိုလမ်းပြပေးဖို့လေလုံးဝမထိုက်တဲ့သူတွေရဲ့ဘောင်ထဲမှာဝင်ဆန့်အောင်ကိုယ့်ကိုသေးသိမ်အောင်လုပ်နေကြတာဖြစ်ပါတယ်အဆိုအရဆုံးကတော့အဲ့လိုပျက်စီးဆုံးရှုံးမှုတွေဖြစ်ပေါ်နေတဲ့အချိန်မှာငါတို့ဟာကိုယ့်ကိုယ်သတိမထားမိကြတာပါပဲထိတ်လန့်ကြောက်ရွံ့တဲ့သူတွေစီကိုပထမဆုံးချိန်ဖုန်းဆက်မိတဲ့အချိန်မှာအပြောင်းလဲကိုမင်းကိုယ်တိုင်မမြင်နိုင်ပါဘူးအသာစီးရခြင်းတဲ့သူစီကိုဒုတိယချိန်ဖုန်းဆက်မိတဲ့အခါပေးစရမယ့်တန်ဖိုးကိုမင်းမသိနိုင်ပါဘူးကွယ်ရမှာမနာလို့ဖြစ်နေတဲ့သူကိုရင်ဖွင့်မိတဲ့အချိန်မှာအစိတ်တောက်တွေကိုမင်းမခံစားမိပါဘူးဒီຢာတွေကမင်းကိုပောက်ကွဲမှုကြီးတစ်ခုလိုမျိုးတပြိုင်နက်တည်းရိုက်ချိုးဖျက်ဆီးပစ်တာမဟုတ်ပါဘူးရေစက်တွေကကြောက်ဆောင်ကိုဖြည်းဖြည်းချင်းကိုက်စားသွားသလိုပါပဲတိတ်တဆိတ်နဲ့စိတ်ရှည်လက်ရှည်မင်းကိုဘဝတုံးသွားအောင်လုပ်ပြတာပဲဖြစ်ပါတယ်ပြီးတဲ့နောက်တစ်နေ့မှာမင်းနိုးထလာတဲ့အခါမင်းဘဝဟာမင်းဘဝမဟုတ်တော့သလိုမျိုးခံစားရပါလိမ့်မယ်ဒါကြောင့်လူများစုထွက်ပြေးလွတ်မြောက်ချင်ကြတဲ့မိကုံတစ်ခုကိုမင်းမေးကြည့်လိုက်ပါငါအားအနည်းဆုံးချိန်တွေမှာငါယုံကြည်ကိုးစားတဲ့သူတွေကြောင့်အခုငါဟာဘယ်လိုလူမျိုးဖြစ်နေပြီလဲမင်းရဲ့အနာဂတ်ဟာမင်းရဲ့အလေးချင်းတွေဒါမှမဟုတ်မင်းရဲ့စီကန်းတွေကြောင့်တင်ပုံပေါ်လာတာမဟုတ်ပါဘူးမင်းရဲ့အနုနယ်ဆုံးအားနည်းဆုံးအခိုက်အတန့်တွေမှာဘသူရဲ့အတန်ကိုမင်းစိတ်ထဲအဝင်ခံမလဲဆိုတဲ့အချက်ပေါ်မှာလည်းမူတည်နေပါတယ်အကယ်၍လွဲမားတဲ့သူတွေကမင်းကိုလာပြီးတော့တွဲဖက်ထိန်းချောင်းပေးနေတာဆိုရင်မင်းဟာအားပေးကူညီမှုကိုခံယူနေရတာမဟုတ်ပါဘူးသူတို့စိတ်ကြိုက်ပုံသွင်းခြင်းကိုခံနေရတာဖြစ်ပါတယ်ပညာရှိရွေးချယ်ပါဘာလို့လဲဆိုတော့မင်းမှုန်တိုင်းမိနေတဲ့အချိန်မှာမင်းဖုန်းခေါ်မိတဲ့သူတွေကပဲအဲ့ဒီမှုန်တိုင်းတွေကနေဘယ်လိုလူမျိုးဖြစ်လမ်းလျှောက်ထွက်လာမလဲဆိုတာကိုအဆုံးဖြတ်ပြီးတော့မှဖြစ်လို့ပါဒီဗီဒီယိုလေးကမင်းကိုဘုသူတာတွေပြီးလို့မဆိုရင် like လေးလုပ်ပြီးတော့ subscribe လေးလည်းနှိပ်ခဲ့ပေးပါဒါဆိုရင်ထုံးစံတိုင်းနောက်ဗီဒီယိုမှာငါတို့တွေပြန်ဆောင်ကြပါမယ် see you